အာတိတ်ဒေသရဲ့တိုင်ကားဘေးလို့ခေါ်တဲ့မြို့ငယ်လေးမှာနှင်းပွင့်လေးလိုဖြူခွေးတဲ့စဝိတ်တီဆိုတဲ့မြေခွေးလေးတစ်ကောင်နေထိုင်ပါတယ်။ဒီလိုအမွေးရောင်ကြောင့်ပဲသူ့မိဘတွေကအေးခေးနေတဲ့ပတ်ဝန်းကျင်မှာရောနှောနေထိုင်ပြီးသားကောင်ဖမ်းတဲ့တတဝါတွေရန်ကကာကွယ်နိုင်ဖို့အတွက်စဝိတ်တီကိုသူ့ကိုယ်ရောင်နဲ့တောင်တူတဲ့အကြည်တွေကိုပဲအမြဲဝစ်ဆင်ခိုင်းထားပါတယ်။ဒါပေမဲ့စဝိတ်တီကမြို့ပြင်ကိုထွက်ရတာကြိုက်ပြီးအထူးသဖြင့်သူ့ရဲ့အားကြရတဲ့ဒီယူဒါဂိုရာနဲ့ဒက်စတီတို့ကိုသွားတွေ့ရတာကိုပိုကြိုက်ပါတယ်။ Siberian Husky ခွေး၃ကောင်အဖွဲ့ဟာတိုင်ကားဘေးမြို့တစ်ခွင်လုံးမှာပါဆယ်ပစ္စည်းတွေလိုက်ပို့ပေးပြီးသူရဲကောင်းတွေအဖြစ်သတ်မှတ်ခံထားရသူတွေပါ။ပစ္စည်းပို့တဲ့နောက်ထပ်နေ့တစ်နေ့မှာတော့ဒီခွေးအဖွဲ့ဟာရေခဲတောင်ကိုဖြတ်တန်းသွားကြပြီးစဝိတ်တီကတစ်ခေါက်တုံးကိုစကီပုတ်လိုတုံးပြီးသူတို့နောက်ကနေလိုက်သွားဖို့ကြိုးစားပါတယ်။သူ့ရဲ့အယောင်ကြောင့်ခွေးတွေကစဝိတ်တီကိုမမြင်ကြပါဘူး။စဝိတ်တီလည်းမြို့ထဲကိုဆက်သွားရင်ဂျိတ်လို့ခေါ်တဲ့လိမ်မော်ရောင်မြေခွေးမလေးနဲ့သွားတိုက်မိပါတယ်။စဝိတ်တီကတောင်းပန်ပြီးဂျိတ်ရဲ့အယုတ်ကိုပြင်ပေးရင်သူတို့နှစ်ယောက်ရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်သွားကြပါတယ်။မကြမီမှာပဲဒီယူဒါဂိုရာနဲ့ဒက်စတီတို့ဟာတိုင်ကားဘေးကိုရောက်လာပြီးစဝိတ်တီကလွဲလို့မြို့သူမြို့သားအားလုံးကိုပါဆယ်ပစ္စည်းတွေလိုက်ပို့ပေးကြပါတယ်။မြေခွေးလေးစဝိတ်တီကစိတ်မကောင်းဖြစ်သွားပေမဲ့ဒီယူကသူ့ကိုလက်မှတ်ထိုးထားတဲ့ကပ်ပြားလေးပေးပြီးစူးစမ်းရင်တနေ့ကျဒီအဖွဲ့တဲ့ဝင်နိုင်မှာပါလို့ပြောခဲ့ပါတယ်။စဝိတ်တီဟာဒီလက်ဆောင်ကြောင့်ပျော်ရွှင်သွားပြီးနောက်နှစ်တွေမှာပို့ဆောင်ရေးအေဂျင်စီမှာအလုပ်ရဖို့စူးစမ်းခဲ့ပါတယ်။ဒီအတော်အတွင်းဂျိတ်ကတော့ကောလိပ်တက်ဖို့တခြားမြို့ကိုပြောင်းသွားပါတယ်။အတော်လေးစူးစမ်းပြီးတဲ့နောက်စဝိတ်တီဟာအေဂျင်စီမှာအငယ်တန်းတင်နန်းသားအဖြစ်အလုပ်ရသွားခဲ့ပြီးမကြာမီပို့ဆောင်ရေးခွေးတစ်ကောင်ဖြစ်လာတော့မယ်လို့ယုံကြည်နေပါတယ်။ဒါပေမဲ့3နှစ်ကြာအောင်စောင့်ဆိုင်းခဲ့ရတော့လဲခွေးသက်တမ်းနဲ့ဆိုရင်22နှစ်နဲ့ညီမျှပါတယ်။မြေခွေးလေးဟာပစ္စည်းတွေခွဲခြားတဲ့အလုပ်ကိုပဲလုပ်နေရတော့မှာပဲ။နှစ်စဉ်နှစ်တိုင်းအေဂျင်စီကပို့ဆောင်ရေးဝန်ထမ်းတစ်တွေရွေးချယ်ဖို့ဆောင်မေးပွဲကျင်းပလေးရှိပြီးစဝိတ်တီကတော့ဒီတစ်ချိန်မှာအောင်မြင်မယ်လို့ယုံကြည်နေပါတယ်။အပြင်းထန်လေ့ကျင့်ပြီးနောက်သူပေါင်ချိန်ဆက်ပေါ်တက်ကြည့်လိုက်တဲ့အခါသူ့အလေးချိန်က19ပေါင်အထိကျဆင်းသွားတာကိုတွေ့လိုက်ရပြီးအေဂျင်စီရဲ့အနည်းဆုံးသတ်မှတ်ချက်ကပေါင်20ဖြစ်နေပါတယ်။စိတ်ပြတ်သွားတဲ့မြေခွေးလေးဟာသူ့ရဲ့လုပ်ဖော်ကိုင်ဖက်နဲ့အချစ်ဆုံးတငယ်ချင်းဖြစ်သူရေခဲဝက်ဝင် PPC ကိုသွားပြီးဆုံးရှုံးသွားတဲ့အလေးချိန်ပြန်တက်လာဖို့ကူညီပေးဖို့တောင်းဆိုပါတယ်။ PB ကတော့စဝိတ်တီအနေနဲ့ဒီအကြံကိုစွန့်လွတ်တင်တယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့ခွေးတွေပဲပစ္စည်းတွေတင်ဆောင်ထားတဲ့နှင်းလျှောစည်းလဲတွေကိုဆွဲကြလို့ပါ။ဒါပေမဲ့လည်းစဝိတ်တီကမလက်လျှော့ပါဘူး။ဆောင်မေးပွဲဖြေရမယ့်အချိန်ရောက်လာတဲ့အခါသူနဲ့ PB ဟာတစ်ခေါက်တုံးပေါ်ထိုင်ပြီးတောင်ပေါ်ကနေလျှောစီးဆင်းခဲ့ကြပါတယ်။ဝက်ဝင်လေးကအန္တရာယ်များတဲ့အစင်းကြောင့်ကြောက်လန့်နေပေမဲ့မြေခွေးလေးကတော့လမ်းကြောင်းတစ်ခုလုံးကိုတိထားတာမျိုးတည်းကိုလွယ်ကူကူပဲလျှောစီးဆင်းသွားနိုင်ပါတယ်။ဒါပေမဲ့နှစ်ယောက်စလုံးအရှိန်လွန်သွားပြီးစဝိတ်တီထိန်းမရတော့ပဲနှင်းတွေကိုနေရာတိုင်းပတ်ဖြန်းသွားစေပါတယ်။လမ်းတစ်ဝက်မှာတင်စက်မှုအင်ဂျင်နီယာတစ်ယောက်ဖြစ်လာပြီးတိုင်ကားဘေးကိုပြန်လာတဲ့ဂျိန်းနဲ့သွားတွေ့ပါတယ်။သူ့တငယ်ချင်းဟောင်းကိုပြန်တွေ့လိုက်ရတော့စဝိတ်တီကဆောင်မေးပွဲအပြီးမှာရလက်ကောင်းမယ်လို့ယုံကြည်ပြီးဂျိတ်ကိုချိန်တွေ့ဖို့တောင်းဆိုဖို့စဉ်းစားခဲ့ပါတယ်။စိတ်မကောင်းစွာပဲသူ့ရဲ့အထက်လူကြီးဆောက်မင်ဒိုးမလေးမက်ကဒါနဲ့စကားပြောတဲ့အခါမှာတော့မြေခွေးလေးဟာတတ်မှတ်ချက်နဲ့မညီသေးတာကြောင့်ပစ္စည်းတွေခွဲခြားတဲ့အလုပ်ကိုပဲဆက်လုပ်ရမယ်လို့အကြောင်းကြားခဲ့ပါတယ်။စဝိတ်တီစိတ်ပြတ်လွန်းလို့အလုပ်ပြန်ဝင်တဲ့အခါပြင်းစရာကောင်းတဲ့အလုပ်ကိုပြင်းရည်စွာနားမလည်နိုင်တော့ပဲအလုပ်ထွက်ဖို့အထိစဉ်းစားခဲ့ပါတယ်။ဒါပေမဲ့အေဂျင်စီရဲ့ခွေးဖွဲ့ထဲမှာဒက်စတီကိုတွေ့လိုက်ရပြီးနောက်ထပ်ပစ္စည်းပို့ဖို့ပြင်ဆင်နေတာကိုတွေ့တော့ပြန်ပြီးတက်ကြွသွားပါတယ်။အသက်အရွယ်ရလာတာကြောင့်ဒီ3ကောင်ဟာအရင်လိုခွန်အားမရှိတော့ပေမဲ့သူတို့တက်နိုင်သမျှအကောင်းဆုံးဆက်လက်စူးစမ်းနေကြတော့မှသူတို့ထွက်သွားတာနဲ့ဂျိတ်ကပါဆယ်ပစ္စည်းတစ်ခုနဲ့အေဂျင်စီကိုရောက်လာခဲ့ပေမဲ့ PB ကခွေးအဖွဲ့ခွတင်ပဲထွက်သွားပြီလို့ပြောလိုက်ပါတယ်။ဂျိတ်ကိုသဘောကျအောင်လုပ်ဖို့ခွင့်ရေးရလိုက်တာကြောင့်စဝိတ်တီကပို့ဆောင်ရေးဝန်ထမ်းဖြစ်ဖို့တင်နန်းတက်နေတာမို့ပါဆယ်ပစ္စည်းကိုပို့ပေးမယ်လို့ကတိပေးလိုက်ပါတယ်။သူ့တငယ်ချင်းကကူညီပေးတာကိုကျေးဇူးတင်ပေမဲ့ဂျိတ်ထွက်သွားတာနဲ့စဝိတ်တီကဒီပစ္စည်းကိုဘယ်လိုပို့ရမလဲဆိုတာနီးလန်းရှာရတော့တာပါ။ပြီးတော့သူက PB နဲ့ Evertross နဲ့လမ်မီတို့ကိုကူညီတောင်းပြီးသုံးပြီးသားနှင်းလျှောစည်းလဲတွေတင်စီထားတဲ့စတိုဟောင်းစီသွားကြပါတယ်။ကောင်းမွန်တဲ့နှင်းလျှောစည်းလဲကိုတွေ့တာနဲ့စဝိတ်တီကဂျိတ်ရဲ့ပါဆယ်ပစ္စည်းကိုတင်လိုက်ပြီးသူ့တငယ်ချင်းတွေကိုဒီကြောင်းလျှို့ဝှက်ထားဖို့တောင်းဆိုလိုက်ပါတယ်။နောက်ဆုံးမှာတော့မြေခွေးလေးဟာသူ့ရဲ့ပထမဆုံးတစ်ယောက်တည်းပစ္စည်းပို့ခရီးကိုစတင်ခဲ့ပေမဲ့လိပ်စာကမြို့နဲ့ဝေးတဲ့တောင်ပေါ်မှာဖြစ်နေတာကိုမကြာမီသိလိုက်ရပါတယ်။အကွာဝေးလဲရဲ့အလေးချိန်နဲ့နှင်းမုန်တိုင်းထန်နေပေမဲ့စဝိတ်တီကသူ့ရဲ့ခရီးဆုံးကိုရောက်သွားပြီးလျှို့ဝှက်တခွဲခန်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ပြီးတော့သူကစကားပြောဆက်ကနေအဝယ်တော်ကိုခေါ်လိုက်ရာဒေါက်တာဝေါ်ရက်စ်ဆိုတဲ့သိပ္ပံပညာရှင်ပင်လယ်ဖြန်ကြီးကပြန်ဖြေပါတယ်။သူကပင်လယ်ကျက်တူရွေးအဖွဲ့ကိုပါဆယ်ပစ္စည်းသွားယူခိုင်းပေမဲ့စဝိတ်တီကဒေါက်တာကိုယ်တိုင်လာပြီးလက်မှတ်ထိုးရမယ်လို့တတိပေးလိုက်ပါတယ်။သိပ္ပံပညာရှင်ကစိတ်တူသွားပေမဲ့တခြားရွေးချယ်စရာမရှိတာကြောင့်စာရွက်ပေါ်မှာလက်မှတ်ထိုးပြီးဂျိတ်ပို့လိုက်တဲ့ပါဆယ်ပစ္စည်းကိုယူလိုက်ပါတယ်။ဒါပြီးရင်စဝိတ်တီကပြန်လာခဲ့ပြီးသူမသိလိုက်ပဲနှင်းလျှောစည်းလဲပေါ်ကပင်လယ်ကျက်တူရွေးရဲ့အမွေးတောင်ကြံခဲ့ရာမသိသူတတဝါ2ကောင်ကကောက်ယူလိုက်ပါတယ်။တိုင်ကားဘေးကိုရောက်တဲ့အခါစဝိတ်တီကဂျိတ်ရဲ့အိမ်ကိုသွားပြီးပစ္စည်းပို့ပြီးကြောင်းပြောပြရာဂျိတ်ကနှင်းဆက်ကြီးတစ်ခုကိုပြင်ဆင်နေတာကိုတွေ့လိုက်ရပါတယ်။တငယ်ချင်း2ယောက်ဟာကဘာပတ်ခရီးစဉ်တွေအကြောင်းစကားဆက်မိပြောဆိုကြရင်ဂျိတ်ကတိုင်ကားဘေးကိုအမြဲတမ်းလွမ်းဆွတ်ခဲ့ကြောင်းအထူးသဖြင့်စဝိတ်တီကိုလွမ်းကြောင်းပြောပြပါတယ်
မြေခွေးလေးကသူ့ကိုချင်းတွေးဖို့တောင်းဆိုခြင်းပေမဲ့မပြောရဲတာကြောင့်ဂျိတ်ကိုနှုတ်ဆက်လိုက်ပါတယ်။ဒါပေမဲ့မထွက်ခွာမီစပွဲပေါ်မှာလွန်ခဲ့တဲ့နှစ်တွေကသူပြင်ပေးခဲ့တဲ့အယုတ်လေးကိုတွေးလိုက်ရပြီးဂျိတ်ကဒီလောက်ကြာအောင်တင်ထားတာကိုတွေးရလို့ပျော်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့မြေခွေးလေးကသူ့တငယ်ချင်းတွေကိုအရာအားလုံးပြောပြဖို့အပြေးလွှားသွားခဲ့ပေမဲ့မက်ကဒါကခွင့်ပြုချက်မရှိဘဲပစ္စည်းပိုးခဲ့တာကိုသိသွားခဲ့ပါတယ်။ဒီအတွက်ကြောင့်မက်ကဒါကစဝိတ်တီကိုပြင်းထန်တဲ့ပြစ်ဒဏ်ပေးခဲ့ပြီးနောက်ထပ်အကြောင်းမကြားမချင်းအလုပ်ကနေဆိုင်းငံ့လိုက်ပါတယ်။ဒီပြဿနာကြောင့်စဝိတ်တီရဲ့ခွေးအဖွဲ့တဲ့ဝင်ကျင်တဲ့အိမ်မက်ဟာပိုလို့တောင်ဝေးကွာသွားခဲ့ပုံရပါတယ်။မောင်ရီပြိုးချိန်မှာဒယူးနဲ့သူ့တငယ်ချင်းတွေဟာနောက်ထပ်ပစ္စည်းပို့တာကိုပြီးစီးပြီးအိမ်ပြန်လာချိန်မှာတကောင်လေးရှိနေတဲ့ပင်လယ်ကျက်တူရွေးလေးကိုတွေ့လိုက်ရပါတယ်။သုံးကောင်စလုံးကူညီဖို့စူးစမ်းပေမဲ့အခြားကျက်တူရွေးတစ်ကောင်ပေါ်လာပြီးနှစ်ကောင်စလုံးကဟက်စကီခွေးတွေကိုအိတ်ဆေးတံငွေပစ်ခတ်လိုက်ပါတယ်။နောက်တစ်နေ့မှာတော့စဝိတ်တီကတကားခောက်တန်ကြောင့်နိုးလာပြီးပါဆယ်ပစ္စည်းတစ်ခုကိုတွေ့လိုက်ရပေမဲ့ပို့သူရဲ့အချက်လက်မပါရှိပါဘူး။ဖွင့်ကြည့်လိုက်တဲ့အခါလက်ဆွဲတစ်တာကဗလာဖြစ်နေပေမဲ့ဖြန်စုံတွေကစဝိတ်တီပိုတိုက်ခိုက်ပြီးတစ်တာထဲမှာပိတ်လောင်လိုက်ပါတယ်။မကြာမီမှာပဲမြေခွေးလေးဟာမှောင်မိုက်နေတဲ့အခန်းတစ်ခုမှာနိုးလာပြီးပိုပိုင်စုံထောက်အဖြစ်လောက်ကင်နေတဲ့ပြင်သစ်ဖြန်နှစ်ကောင်ဖြစ်တဲ့လီယိုပိုနဲ့ဘာသာတို့ကိုတွေ့လိုက်ရပါတယ်။သူတို့ကစဝိတ်တီကိုရုတ်တရက်အပူချိန်မြင့်တက်လာတာနဲ့ဒီဒေသမှာပင်လယ်ကျက်တူရွေးတွေပေါ်လာတာကိုသိသလားလို့စုံစမ်းမေးမြန်းကြပါတယ်။မြေခွေးလေးကသူတို့ပြောတာကိုဘာမှမသိပဲသူအပြစ်မရှိတာကိုမြင်တော့လီယိုပိုနဲ့ဘာသာတို့ကသူ့ကိုစုံစမ်းစစ်ဆေးမှုမှာပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ယူသွတ်နေတဲ့စုံထောက်စုံတွဲကြောင့်ကြောက်လန့်သွားတဲ့စဝိတ်တီကသဘောတူလိုက်ပြီးလီယိုပိုကသူ့ရဲ့ပထမဆုံးတာဝန်အဖြစ်အေဂျင်စီမှာဘာတွေဖြစ်နေတယ်လဲဆိုတာကိုစုံစမ်းဖို့ခိုင်းစေလိုက်ပါတယ်။မြေခွေးလေးကအဲ့ဒီစီသွားလိုက်ရာဒီယူဒါဂိုဒါနဲ့ဒက်စတီတို့ပျောက်ဆုံးသွားတာကိုတွေ့လိုက်ရပါတယ်။သူတို့ကတန်တရားဖြစ်ပွဲနှုတ်ထွက်စာပဲခြံထားခဲ့ကြပြီးသူတို့မရှိရင်ပို့ဆောင်ရေးအေဂျင်စီကပြီးဆုံးသွားတော့မှာပါ။သူအမြဲတမ်းလိုချင်ခဲ့တဲ့အခွင့်အရေးကိုမြင်တော့ဒီယူကမက်ကဒါရဲ့ရုံးခန်းကိုသွားပြီးတိုင်ကားဘေးရဲ့ပို့ဆောင်ရေးဝန်ထမ်းသစ်အဖြစ်ဆောင်ရွက်ဖို့ကမ်းလှမ်းလိုက်ပါတယ်။ဒီအလုပ်အတွက်တခြားသူမရှိတာကြောင့်စမင်ဒိုမလေးကလက်ခံလိုက်ပေမဲ့ပါဆယ်ပစ္စည်းတစ်ခုသို့မဟုတ်ဖောင်တိန်တစ်ချောင်းပျောက်သွားရင်တော့အလုပ်ကနေထုတ်ပစ်မယ်လို့သတိပေးလိုက်ပါတယ်။စဝိတ်တီကစိန်ခေါ်မှုကိုလက်ခံလိုက်ပြီးသူ့တငယ်ချင်းတွေရဲ့အကူအညီနဲ့နှင်းလျှောစည်းလဲကိုပစ္စည်းတင်ပြီးသူ့ရဲ့ပထမဆုံးတရားဝင်ပစ္စည်းပို့ဖို့ပြင်ဆင်လိုက်ပါတယ်။မကြာမီမှာပဲဂျိတ်ကပြန်ပေါ်လာပြီးသူ့ရဲ့ပါဆယ်ပစ္စည်းပို့ပေးခဲ့တာကြောင့်စဝိတ်တီအလုပ်ဆိုင်ငံ့ခံခဲ့ရတဲ့အတွက်တောင်းပန်လိုက်ပါတယ်။ဒါပေမဲ့မြေခွေးလေးကအခုသူကတရားဝင်ပို့ဆောင်ရေးဝန်ထမ်းဖြစ်နေပြီလို့ပြောလိုက်ရာဂျိတ်ကဒေါက်တာဝေါ်ရက်စီကိုနောက်ထပ်ပါဆယ်ပစ္စည်းတစ်ခုပို့ပေးဖို့တောင်းဆိုလိုက်ပါတယ်။စဝိတ်တီကပစ္စည်းပို့ပေးဖို့သဘောတူပြီးမထွက်ခွာမီသူ့မှာမေးစရာရှိတယ်လို့ပြောလိုက်ပါတယ်။ဂျိတ်ကချင်းတွေးဖို့တောင်းဆိုလိုက်မယ်လို့မျှော်လင့်ပြီးစိတ်လှုပ်ရှားသွားပေမဲ့ငတုံးလေးကနောက်ပိုင်းပစ္စည်းပို့တာတွေမှာရှော့ဈေးကျင်သလားလို့မေးလိုက်ပါတယ်။နောက်ဆုံးမှာတော့စဝိတ်တီထွက်ခွာရမယ့်အချိန်ရောက်လာပေမဲ့သူကြောက်နေတဲ့အတိုင်းနှင်းလျှောစည်းလဲကတဲဖို့လေးလွန်းနေပါတယ်။အဲဒီနောက်ပီပီကကူညီပေးပြီးနှင်းလျှောစည်းလဲကိုတိတ်တဆိတ်တွန်းပေးလိုက်ရာမြို့ထဲကိုအချိန်ပြည့်နဲ့ထိုးဆင်းသွားပါတယ်။နောက်ထပ်နာရီနဲငယ်အတွင်းစဝိတ်တီကမြို့သူမြို့သားတွေကိုပါဆယ်ပစ္စည်းတွေပို့ပေးခဲ့ပြီးအခက်အခဲတွေရှိပေမဲ့မျှော်လင့်ထားတာထက်ပိုမိုကောင်းမွန်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒီနေ့ရဲ့နောက်ဆုံးပစ္စည်းပို့ရမှာကတော့ဒေါက်တာဝေါ်ရက်စီဖြစ်ပြီးစဝိတ်တီမသိပဲသိပ္ပံပညာရှင်ကဟက်စကီ3ကောင်ကိုသူ့တက်ခွဲခန်းထဲမှာအကျဉ်းချထားတာပါ။ဒေါက်တာနဲ့မြေခွေးလေးကဒေါက်တာကိုခေါ်လိုက်ရာဟန်မပြတ်ဖြစ်စေဖို့သိပ္ပံပညာရှင်ကဓာတ်ခွဲခန်းထဲကချက်ချင်းထွက်လာပြီးစာရွက်ပေါ်မှာလက်မှတ်ထိုးလိုက်ပါတယ်။ပြီးတော့သူကတီထွင်မှုအသစ်နဲ့အလုပ်ရှုပ်နေတယ်လို့ပြောပြီးဓာတ်ခွဲခန်းထဲမှာတော့ခတ်လိုက်ပေမဲ့ဒေါက်တာကစဝိတ်တီရဲ့ဖောင်တိန်ကိုယူသွားခဲ့ပါတယ်။မက်ကဒါရဲ့အလုပ်ထုတ်ခံရမှာကိုကြောက်တာကြောင့်မြေခွေးလေးကကြက်တူရွေးရဲ့လျှို့ဝှက်လမ်းကြောင်းကိုတုံးပြီးဖောင်တိန်ကိုပြန်ယူဖို့သွားပါတယ်။အဲဒီရောက်တော့စဝိတ်တီကဖောင်တိန်ကိုပြန်ရခဲ့ပေမဲ့အမိုက်ပုံးထဲမှာခွေးတွေရဲ့ကော်လာတွေကိုတွေးလိုက်ရပြီးဒေါက်တာနဲ့ကြက်တူရွေးတွေတိစောက်နေတဲ့လက်နက်မျိုးစုံကိုလည်းတွေးလိုက်ရပါတယ်။ဒါတွေမကပဲသူတို့ကမြေကူးစက်နဲ့တူတဲ့ပိုကြီးရဲ့စက်ကြီးတစ်ခုကိုတိစောက်ထားကြပါတယ်။စဝိတ်တီကဒါတွေအားလုံးကိုတန်တရားဖြစ်ပွဲတွေးရှိပြီးဒေါက်တာကကြက်တူရွေးတွေကိုဂျိတ်ပို့ပေးတဲ့ပစ္စည်းတွေကြောင့်သူ့ရဲ့ကြီးမားတဲ့အစီအစဉ်ကအကောင့်ထဲပေါ်တော့မယ်လို့ပြောနေတာကိုတွေးလိုက်ရပါတယ်။နောက်ထပ်သူကတိုင်ကားဘေးမြို့အပါဝင်ခါနဲ့မှတ်သားထားတဲ့နေရာတော်များများပါဝင်တဲ့ဒေသရဲ့မြေပုံကိုစကရင်ပေါ်မှာပြသလိုက်ပါတယ်။ဒေါက်တာကဆိုးရတဲ့အစီအစဉ်တစ်ခုကိုလှုပ်ဝက်ထားပုံရပြီးစဝိတ်တီကဒီကနေထွက်သွားတာပိုကောင်းမယ်လို့ဆုံးဖြတ်လိုက်ပေမဲ့ဓာတ်ခွဲခန်းထဲကဘီရိုအတော်များများကိုမတော်တဆတိုက်လိုက်မိသွားပါတယ်။ကံကောင်းစွာနဲ့မြေခွေးလေးကမတိလိုက်ပဲလွတ်မြောက်သွားခဲ့ပြီးပြစ်ဒဏ်အနေနဲ့ထောင်ထဲပြစ်ချခံလိုက်ရတဲ့ပင်လယ်ကျက်တူရွေးပေါ်မှာပဲအပြစ်ကျရောက်သွားပါတယ်။ဓာတ်ခွဲခန်းကနေလွတ်မြောက်ပြီးနောက်စဝိတ်တီကနှင်းလျှောစည်းလဲကိုအေဂျင်စီစီပြန်ယူသွားပြီးမက်ကဒါကိုတတိပေးဖို့စ조사ခဲ့ပေမဲ့အန်ဩစရာပါတီတစ်ခုနဲ့တွားတွေ့လိုက်ရပါတယ်။အေဂျင်စီရဲ့အထက်လူကြီးကမြို့တစ်ခွင်လုံးပစ္စည်းပို့တာကိုအပြစ်ဆိုပွဲမရှိအောင်ဆောင်ရွက်ခဲ့တဲ့ဝန်ထမ်းကိုချီးကျူးစကားပြောကြားခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးသူဟာတရားဝင်ပို့ဆောင်ရေးဝန်ထမ်းဖြစ်လာခဲ့ပြီးဂျိတ်အပါဝင်အားလုံးကသူ့ရဲ့ယာရုတိုးမြင့်မှုကိုအောင်ပွဲခံကြပါတယ်။စဝိတ်တီကတော့ဓာတ်ခွဲခန်းမှာဖြစ်ပျက်နေတာကိုစိုးရိမ်နေစေဖြစ်ပြီးသူ့တငယ်ချင်းကိုတတိပေးဖို့စ조사ခဲ့ပေမဲ့အားလုံးကမြေခွေးလေးကိုသူရဲကောင်းအဖြစ်ဆက်လက်ဂုဏ်ပြုနေကြပါတယ်။
မက္ကရာကစဝိတ်တီရဲ့ဓာတ်ပုံကိုခွေးအဖွဲရဲ့ဓာတ်ပုံတွေနဲ့အတူချိတ်ဆွဲပေးခဲ့ပြီးမြေခွေးလေးဟာနောက်ဆုံးမှာသူအမြဲတမ်းလိုချင်ခဲ့တဲ့အတိမတ်ပြုမှုကိုရရှိခဲ့ပါတယ်ဒီလိုဂရုစိုက်ခံရမှုတွေကြောင့်စဝိတ်တီကတမင်မပျော်ဘဲဖြစ်သွားပြီးဓာတ်ခွဲခန်းထဲကပြဿနာကိုမေ့သွားကသူ့ရဲ့နာမည်ကျော်ကြားမှုကိုခံစားဖို့ထွက်သွားခဲ့ပါတယ်ဂျိတ်ကသူ့တငယ်ချင်းနဲ့စကားပြောဖို့ကြိုးစားခဲ့ပေမဲ့သူကကြွားဝါနေပြီးသူ့ရဲ့ပရိသတ်အသစ်တွေအတွက်လက်မှတ်ထိုးပေးနေတာနဲ့ပဲအလုံးရှုံနေပါတယ်ဂျိတ်စိတ်ထိခိုက်သွားပြီးထွက်သွားခဲ့ပေမဲ့စဝိတ်တီကဒါကိုတီးလိုက်တဲ့အခါသူ့နောက်ကိုလိုက်သွားပြီးဘာဖြစ်တာလဲလို့မေးလိုက်ပါတယ်သူမကပြောစရာရှိလို့လာတာဖြစ်ပေမဲ့သူ့ရဲ့အောင်ပွဲခံမှုကိုမဖြတ်စည်းချင်တာကြောင့်မပြောတော့ဘူးလို့ပြောပါတယ်စဝိတ်တီကလည်းပြောစရာရှိတယ်လို့ပြောပြီးဒေါက်တာဝေါ်ရက်စ်စီပို့ပေးခဲ့တဲ့အစိပ်ပိုင်းတွေအကြောင်းမေးလိုက်ပါတယ်ဒါဟာဂျိတ်မျောလင့်ထားတာမဟုတ်ပဲသူမပို့လို့တောင်စိတ်တူသွားပြီးစဝိတ်တီကိုပို့ဆောင်ရေးအလုံးမှာဆွဲလန်းမှုကြောင့်သူ့ရဲ့စရိုက်ကိုပြောင်းလဲစေတယ်လို့ဆွဆွဲလိုက်ပါတယ်ဂျိတ်ကထွက်သွားပြီးစဝိတ်တီကလိုက်သွားဖို့ကြိုးစားပေမဲ့သူ့တငယ်ချင်းတွေကအေဂျင်စီမှာပါတီဆက်လုပ်ဖို့သူ့ကိုပြန်ခေါ်ကြပါတယ်မိနစ်အနည်းငယ်ကြာတော့ဂျိတ်ကအိမ်ပြန်ရောက်လာပြီးပင်လယ်ကျက်တူရွေးတကောင်ကသူမရဲ့ပစ္စည်းတွေကိုရှာဖွေနေတာကိုတွေ့လိုက်ရပါတယ်သူမကတတဝါလေးနဲ့စကားပြောဖို့သွားခဲ့ပေမဲ့ဒယုံနဲ့ဖြစ်ခဲ့တယ်လို့ပဲဂျိတ်ကလည်းအိတ်ဆေးတန်းငွေနဲ့တိုက်ခိုက်ခံရပြီးဓာတ်ခွဲခန်းစီခေါ်ဆောင်သွားခြင်းခံလိုက်ရပါတယ်နောက်တစ်နေ့ကုန်လွန်သွားပြီးစဝိတ်တီကသူ့ရဲ့ယာရုတိုးကိုအောင်ပွဲခံဖို့တညလုံးပါတီပွဲလုပ်ပြီးနောက်ဆိုးရွားတဲ့အရက်နာကြမှုနဲ့နိုးလာခဲ့ပါတယ်ဒါပေမဲ့မကြမီမှာပဲပီပီကအပြင်မှာပေါ်လာပြီးလေ့ကျင့်ခန်းလုံနိုင်ဖို့အလုပ်စီအပြေးသွားဖို့သူ့တငယ်ချင်းကိုတိုက်တွန်းလိုက်ပါတယ်မောပန်းနေပေမဲ့စဝိတ်တီကပီပီနဲ့ပူးပေါင်းလိုက်ပေမဲ့မြို့ထဲမှာတခုခုမှားယွင်းနေတာကိုသတိထားမိလိုက်ပါတယ်ရေခဲတွေကမဖွဲမရမြန်ဆန်တဲ့နှုံးနဲ့အရေးပြောနေပါတယ်ဒါအပြင်ကလေးတစုကစဝိတ်တီနဲ့စကားပြောဖို့စုဝေးကြပြီးနာမည်ကျော်အစ်စ်လေးစီကနေလက်မှတ်နဲ့ဓာတ်ပုံတွေကိုတောင်းဆိုကြပါတယ်ဒါပေမဲ့မြေခွေးလေးကဟက်စကီခွေးတွေဖမ်းဆီးခံရပြီးမှပို့ဆောင်ရေးဝန်ထမ်းဖြစ်အလုပ်ရခဲ့တာလို့ယုံကြည်တာကြောင့်ဒီလိုဂရုစိုက်မှုကိုညှင်းပယ်လိုက်ပါတယ်ပီပီကဒီသုံးကောင်ရဲ့နှုတ်ထွက်စာကိုမြင်ခဲ့ရတာမို့ဒါဟာအဓိပ္ပာယ်မရှိဘူးလို့ထင်ပါတယ်ဒါပေမဲ့စဝိတ်တီကဒါဟာအတုဖြစ်မယ်လို့တန်တရားဝင်ပြီးဒေါက်တာရဲ့ဓာတ်ခွဲခန်းထဲမှာခွေးကော်လာတွေကိုတွေ့ခဲ့တယ်လို့ပြောပါတယ်သူတို့နှစ်ယောက်အေဂျင်စီကိုရောက်တဲ့အခါရေခဲတွေအရေးပြောမှုကြောင့်ရေကြီးမှုဖြစ်ပွားပြီးမက္ကရာကအလုပ်ပိတ်ထားတာမို့အခြေအနေကပိုဆိုးသွားပါတယ်စမင်ဒိုးမလေးကလေအေးပေးဆက်ပြင်ဖို့ဂျင်းနဲ့စကားပြောဖို့စူးစမ်းခဲ့ပေမဲ့မြေခွေးမလေးကဖုံးမဖြေခဲ့ဘူးလို့ပြောပါတယ်ဒါကိုတန်တရားဖြစ်ပွဲတွေ့ရတာကြောင့်စဝိတ်တီကသူမအိမ်ကိုသွားခဲ့ပေမဲ့နေရာကဗလာဖြစ်နေပြီးဂျိရဲ့အစိပ်ပိုင်းတွေကြောင့်ကဘာကြီးကိုပြောင်းလဲနိုင်တော့မယ်လို့ဒေါက်တာရေးထားတဲ့စာတစ်စောင်ကိုတွေ့လိုက်ရပါတယ်ဒါနဲ့အတူစဝိတ်တီကဒေါက်တာရဲ့အမိန့်တိုင်းဂျိဖန်ဆီးခံလိုက်ရတာကိုညွှန်ပြနေတဲ့ပင်လယ်ကျက်တူရဲ့အမွေးတွေကိုပုံမတွေ့ရှိခဲ့ပါတယ်သူ့တငယ်ချင်းကိုကယ်တင်ဖို့မြေခွေးလေးကလီယိုပိုနဲ့ဘာသာတို့ကိုသွားရှာပြီးဓာတ်ခွဲခန်းထဲမှာတဲလွန်စာအသစ်တွေတွေ့ခဲ့တယ်လို့ပြောပြပါတယ်သူ့ပြောပြချက်အရဒေါက်တာဝေါ်ရက်စ်ကဂျိပေးထားတဲ့အစိပ်ပိုင်းတွေကိုသုံးပြီးမြေကူးဆက်ထဲမှာလက်နက်တွေဖန်တီးနေပါတယ်ဒါအပြင်သိပ္ပံပညာရှင်ကသူ့ရဲ့လျှို့ဝှက်စမ်းကြဲအစီအစဉ်အတွက်ပြစ်မှတ်တွေအဖြစ်မြေပုံပေါ်မှာနေရာတော်များများကိုမှတ်သားထားပါတယ်ဒါကိုကြားတော့ဖြန်စုံတွေကအပူချိန်မြင့်တက်လာပြီးကြက်တူရွေးကောင်းကြီးတိုးပွားလာတဲ့နေရာတွေကို highlight ပြထားတဲ့မြေပုံကိုပြသလိုက်ပါတယ်စဝိတ်တီကဒါတွေဟာတိုင်ကားဘေးမျိုးကလွဲလို့ဒေါက်တာရဲ့မြေပုံပေါ်ကအမှတ်သားတွေနဲ့အတူတူပဲဆိုတာသိလိုက်ရပါတယ်လီယိုပိုနဲ့ဘာသာတို့ကဒီနေရာဟာနောက်ထပ်တူးဖော်မဲ့နေရာဖြစ်မယ်လို့တန်တရားဝင်ကြပါတယ်ဘာလို့လဲဆိုတော့မြေအောက်ထဲမှာမကောင်းဆိုးဝါးဓာတ်ငွေလို့ခေါ်တဲ့အန္တရာယ်ရှိတဲ့ဓာတ်ငွေပါဝင်နေလို့ပါဒီဓာတ်ငွေသာလေထုထဲပြန့်နှံ့သွားရင်အပူချိန်ကလျင်မြန်စွာမြင့်တက်လာပြီးပိုလာရေခဲပြင်တွေအကုန်လုံးအရေးပျော်သွားတဲ့အထိဖြစ်သွားပါလိမ့်မယ်စဝိတ်တီကဒေါက်တာဘာလို့ဒီလိုလုပ်နေတယ်လဲဆိုတာမသိပေမဲ့လီယိုပိုကပင်လယ်ကျက်တူရွေးစခန်းမှာပို့ပြီးအချက်လက်တွေရနိုင်တယ်လို့ပြောပါတယ်။မောင်ရီပြိုးချိန်မှာ၃ယောက်စလုံးအဲ့ဒီစီတွားရောက်စုံစမ်းကြရာခြံတွေတန်တရားရှိတဲ့အတိုင်းဒေါက်တာဝေါ်ရက်စ်ကမြေကူးဆက်ကိုတုံးပြီးမြေကြီးကိုတူးဖော်နေပါတယ်။အပေါက်ထဲမှာမကောင်းဆိုးဝါးဓာတ်ငွေတွေပြန့်နှံ့လာပြီးပြင်းထန်တဲ့အနံ့ဆိုးတွေထွက်ပေါ်လာကပတ်ဝန်းကျင်အပူချိန်ကိုပြောင်းလဲစေပါတယ်။စဝိတ်တီကတောင်ကုန်းထိပ်ကနေအရာအလုံးကိုစောင့်ကြည့်ပြီးတက်တဲ့အဖြစ်သူ့ကင်မရာနဲ့ဓာတ်ပုံအတော်များများရိုက်ယူလိုက်ပါတယ်။ဒါပေမဲ့၃ယောက်စလုံးထွက်သွားစဉ်မှာစဝိတ်တီကကြောက်တုံးတုံးကိုမတော်တဆပစ်ချမိလိုက်တာကြောင့်တောင်ကုန်းတဝက်ခန့်ပြိုကျသွားပါတယ်။ကျက်တူရီအုပ်စုကအရာအလုံးကိုမြင်သွားပြီးကျူးကျော်သူတွေနောက်ကိုလိုက်သွားကြပေမဲ့ဘာသာနဲ့လီယိုပိုတို့ကနင်းနေကိုခုန်ဆင်းလိုက်ပြီးစဝိတ်တီကိုသူတို့ခန္ဓာကိုယ်တွေကိုစကီပုတ်လို့သုံးဖို့တောင်းဆိုလိုက်ပါတယ်။အဲဒီနောက်မြေခွေးလေးကနှင်းပေါ်မှာအရှိန်ပြည့်နဲ့ရှော့စီးသွားပေမဲ့ကျက်တူရွေးတွေကပုံမြန်ပြီးသူတို့စီမကြမီရောက်တော့မှာပါ။၃ယောက်စလုံးတက်နိုင်သမျှမြန်မြန်ပြေးကြရင်တစ်တုံးအောက်ကအပေါက်ငယ်လေးကိုတွေ့သွားပြီးအဲ့ဒီထဲကိုရှော့ဝင်လိုက်တာကြောင့်ကျက်တူရွေးတွေလမ်းပြောက်သွားကြပါတယ်။ဒီအတော့အတွင်းဒေါက်တာဝေါ်ရက်စ်ကတခွဲခန်းစီပြန်ရောက်လာပြီးအချင်းချခံထားရတဲ့ဂျိန်းနဲ့တွားရောက်စကားပြောပါတယ်။သူကဂျိန်းရဲ့အစိပ်ပိုင်းတွေကအလွန်ကူညီပေးခဲ့ပေမဲ့အခုတော့သူ့ရဲ့ကြီးမားတဲ့ဆက်ကြီးကိုပြီးစီးဖို့ထိန်းချုပ်ရေးပြင်ပြတစ်ခုလိုအပ်နေတယ်လို့ပြောပါတယ်။ဒေါက်တာကဂျိန်းကိုအလုပ်လုပ်ခိုင်းလိုက်ပေမဲ့မြေခွေးမလေးမှာအခြားအစီအစဉ်တွေရှိနေပြီးပြင်ပြအတွက်အထူးနည်းလမ်းတစ်ခုကိုတိတ်တဆိတ်တိဆောက်လိုက်ပါတယ်။နောက်တနေ့မနက်မှာစဝိတ်တီကမြို့သူမြို့သားအားလုံးကိုစုစည်းပြီးကြီးမားတဲ့ချင်းချောက်မှုတစ်ခုချင်းကပ်လာနေပြီလို့သတိပေးလိုက်ပါတယ်။အဲဒီနောက်သူရိုက်ထားတဲ့ဓာတ်ပုံတွေကိုပြသလိုက်ရာဒေါက်တာဝေါ်ရက်စ်နဲ့သူ့ရဲ့ကျက်တူရွေးတွေဟာမကောင်းဆိုးဝါးဓာတ်ငွေတွေထုတ်လုပ်ဖို့
ဒေသတစ်ခုလုံးရှိနေရာအတော်များများမှာတူးဖော်နေကြတာကိုထုတ်ဖော်ပြသလိုက်ပါတယ်။ဒီနာမည်ကိုကြားတော့မက္ကဒါကဒေါက်တာဟာသူမရဲ့အေဂျင်စီမှာအလုပ်လုပ်ခဲ့တဲ့ဝန်ထမ်းတွေကတယောက်ဖြစ်ကြောင်းမှတ်မိသွားပါတယ်။သူ့ရဲ့နာမည်ရင်းကအော်တိုဘုံမောဆက်ဖြစ်ပြီးလွန်ခဲ့တဲ့နှစ်တွေကသူ့ရဲ့ယူသွတ်တဲ့တီထွင်မှုတွေကိုသူ့ဖွဲ့ကညှင်းပယ်ခဲ့တာကြောင့်နှင်ထုတ်ခံခဲ့ရသူပါ။အော်တိုကတိုင်ကားဘေးကိုရောက်လာတဲ့အထိအရင်တိုင်းလက်လည်သွားလာခဲ့ပြီးမက္ကဒါကလက်ခံလိုက်တာကြောင့်အေဂျင်စီရဲ့တန်းမြင့်အင်ဂျင်နီယာဖြစ်လာခဲ့ပါတယ်။သူ့ရဲ့တီထွင်မှုတွေကပို့ဆောင်ရေးဝန်ဆောင်မှုကိုပုံမှန်မြန်ဆန်စေခဲ့ပေမဲ့အော်တိုကပိုပြီးသွားကျင်တာကြောင့်စက်အသစ်တစ်ခုကိုဖန်တီးခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့ပါဆယ်ပစ္စည်းတွေကိုပုံမှန်မြန်ဆန်စွာပို့ဆောင်နိုင်ဖို့မြေအောက်ကနေထုတ်ယူထားတဲ့မကောင်းဆိုးဝါးဓာတ်ငွေကိုအသုံးပြုမှာပါ။ဒါပေမဲ့မက္ကဒါကဓာတ်ငွေယိုစိမ့်မှုဖြစ်ပွားပါကတီထွင်မှုကဖြစ်ပေါ်စေနိုင်တဲ့အနေအကိုသဘောပေါက်သွားတာကြောင့်အော်တိုကိုအေဂျင်စီကနေထုတ်ပစ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးသူပျောက်ကွယ်သွားခဲ့ပေမဲ့မက္ကဒါကိုတင်မကပဲမြို့ကိုပါလက်စားချေဖို့ကတိပြုခဲ့ပါတယ်။ဇလန်းကိုကြားပြီးနောက်စဝိတ်တီကမြို့သူမြို့သားတွေကိုကူညီပေးဖို့တောင်းဆိုလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဓာတ်ငွေသာထွက်လာရင်ရေခဲတွေအကြီးပျော်ပြီးတိုင်ကားဘေးတစ်ခုလုံးရေကြီးသွားမှာမို့လို့ပါ။တတော်အများစုကသွားဖို့ကြောက်ရွံ့နေကြပေမဲ့ကူညီပေးဖို့စေတနာဝန်ထမ်းလုပ်တဲ့အဖွဲ့တစ်ဖွဲ့ရှိနေပါတယ်။အဖွဲ့ဟာဂျိတ်ရဲ့အိမ်စီသွားကြရာဓာတ်ခွဲခန်းထဲကိုဖောက်ဝင်ဖို့ကူညီပေးမဲ့ကြီးမားတဲ့နှင်းဆက်ကြီးတစ်ခုကိုတွေ့ရှိခဲ့ကြပါတယ်။အရာအလုံးအစင်သင့်ဖြစ်တာနဲ့သူတို့ကဒေါက်တာအော့တိုရဲ့ဓာတ်ခွဲခန်းစီရှေ့တိုးသွားကြပေမဲ့ကြက်တူရွေးတွေကကျူးကျော်သူတွေချင်းကပ်လာတာကိုတွေ့သွားပြီးပြန်လည်တိုက်ခိုက်ကြပါတယ်။သူတို့ရဲ့အမြောက်တွေနဲ့ကြီးမားတဲ့နှင်းပေါ်လုံးတွေကိုပစ်ခတ်လိုက်ရာစက်ကြီးကမြေပြင်ပေါ်မှောက်ခုံဖြစ်သွားပါတယ်။အခြေအနေပိုဆိုးသွားတာကတော့စဝိတ်တီနဲ့သူ့တငယ်ချင်းတွေဟာကြက်တူရွေးတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးဓာတ်ခွဲခန်းရဲ့ထောင်ထဲဟက်စကီခွေးတွေရဲ့ထောင်ဘေးနားကိုခေါ်ဆောင်သွားခြင်းခံလိုက်ရပါတယ်။စဝိတ်တီကသူတို့ကိုဘေးကင်းစွာတွေ့ရလို့ပျော်သွားပြီးတိုင်ကားပြီးမဖြက်စီးခံရမီအဲ့ဒီကနေထွက်သွားဖို့လိုအပ်တာကြောင့်သူတို့ရဲ့အကူအညီကိုတောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့ဒီယူကသူနဲ့သူ့ဖော်တွေဟာမြို့ထဲမှာပစ္စည်းတွေပို့ပေးခဲ့တဲ့ခွေးအိုကြီးတွေသာဖြစ်တာကြောင့်ဘာမှမလုပ်နိုင်ဘူးလို့ပြောပါတယ်။ဒီအတော်အတွင်းဂျိတ်ကထိန်းချုပ်ရေးပြင်ပြားကိုတက်ဆင်ပြီးသွားပြီးဒေါက်တာကိုဒါနဲ့ဘာလုပ်ဖို့စီစဉ်ထားသလဲလို့မေးလိုက်ပါတယ်။အော်တိုကသူမကိုသူ့ရဲ့တီထွင်မှုအသစ်ဖြစ်တဲ့ဓာတ်ခွဲခန်းထဲမှာတိစောက်ထားတဲ့ရွှေလျားတူးဖော်ဆက်ရဲ့ပုံစံငယ်ကိုပြသလိုက်ပါတယ်။သိပ္ပံပညာရှင်ကသူ့ရဲ့အကူအညီနဲ့သူ့တီထွင်မှုတွေရဲ့တော်ဆုံးမှုကိုညှင်းပယ်ခဲ့တဲ့တိုင်ကားဘေးကိုလက်စားချေဖို့စီစဉ်ထားတာတွေကိုထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အရာအလုံးစီစဉ်ထားတဲ့အတိုင်းဖြစ်သွားရင်မြို့သူမြို့သားတွေတင်မကပဲကမ္ဘာတဝန်းလုံးကလူတွေကပါသူ့အကူအညီကိုတောင်းခံကြပြီးသူ့ရဲ့တန်ဖိုးကိုအတိအမှတ်ပြုကြပါလိမ့်မယ်။ဂျိတ်ကဒါကိုသိလိုက်ရတော့ဒေါက်တာကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့သူကသူ့ရဲ့စက်ရုပ်အကြီးရဲ့ရေပွဲလက်တွေနဲ့သူမကိုလွယ်လွယ်ကူကူအနိုင်ယူလိုက်ပါတယ်။အဲဒီနောက်သူကသူမကိုထောင်ထဲမှာပိတ်လောင်လိုက်ရာမြေခွေးမလေးဟာစဝိတ်တီနဲ့သူ့ရဲ့တငယ်ချင်းအုပ်စုနဲ့ပြန်လည်ဆုံစည်းခဲ့ပါတယ်။မက္ကဒါနဲ့တခြားသူတွေကဂျိတ်ကအစကတည်းကအရာအလုံးကိုသိနေတယ်လို့တန်တရားဝင်ကြပြီးဒေါက်တာကိုစက်ကြီးတိဆောက်ဖို့ကူညီခဲ့တယ်လို့ဆွဆွဲကြပါတယ်။ဒါပေမဲ့မြေခွေးမလေးကဒေါက်တာရဲ့ရည်ရွယ်ချက်တွေကိုမသိခဲ့ပါဘူးလို့ကာကွယ်ပြောဆိုပြီးအောင်မြင်တဲ့အင်ဂျင်နီယာတစ်ယောက်ဖြစ်လာဖို့မျှော်လင့်ချက်နဲ့သာသူ့ကိုကူညီခဲ့တာပါလို့ပြောပါတယ်။စဝိတ်တီကသူမရဲ့အကြောင်းပြချက်တွေကိုနားလည်ပေးပါတယ်။ဘာလို့လဲဆိုတော့သူလဲပို့ဆောင်ရေးဝန်ထမ်းဖြစ်လာဖို့ဆွဲလန်းသွားခဲ့ပြီးအရေးကြီးဆုံးဖြစ်တဲ့ဂျိတ်ကိုဘေးချိတ်ထားခဲ့လို့ပါ။သူမကလည်းအတူတူပဲလို့ခံစားရကြောင်းပြောပြီးစဝိတ်တီကြောင့်သာတိုင်ကားဘေးကိုပြန်လာခဲ့တာပါလို့ဝန်ခံလိုက်ပါတယ်။နှစ်ယောက်စလုံးထောင်တကားတန်တိုင်းတွေကြားကနေလက်ချင်းစုပ်ကင်ထားကြပါတယ်။သူတို့ပတ်ဝန်းကျင်ကအားလုံးဟာဒီရိုမန်တဆန်နဲ့အခိုက်အတန့်ကြောင့်စိတ်လှုပ်ရှားသွားကြပေမဲ့အကျဉ်းထောင်တွေကိုလှုပ်ဝက်အခန်းတစ်ခုစီခေါ်ဆောင်သွားတဲ့ဒေါက်တာအော်ရိုကြောင့်ပျက်စီးသွားခဲ့ပါတယ်။အဲဒီရောက်တာနဲ့သိပ္ပံပညာရှင်ကအောက်ဖက်တကားတွေကိုဖွင့်လိုက်ရာစူပွက်နေတဲ့ရေတွင်းကြီးတစ်ခုကိုထုတ်ဖော်ပြသလိုက်ပါတယ်။နောက်ဆုံးမှာတော့သူကနီလန်တစ်ခုကိုစတင်လိုက်ပြီးအကျဉ်းသားတွေကိုနှုတ်ဆက်လိုက်ရာသူတို့ရဲ့လှောင်အိမ်တွေဟာစူပွက်နေတဲ့ရေစီကိုဖြည်းဖြည်းချင်းဆင်းသွားကြပါတယ်။မိမိဘောကိုကယ်တင်ဖို့ဂျိတ်ကသူမလှောင်အိမ်ထဲကရေပုံးရဲ့လက်ကင်ကိုကင်ပြီးတကားလောက်ပေါ်မှာတုံးလိုက်ရာပွင့်သွားသည့်အထိလက်နိုင်ခဲ့ပါတယ်။ဒါပြီးရင်သူမကစဝိတ်တီရဲ့ထောင်စီခုန်ကူးလိုက်ပေမဲ့မတော်တဆပရိယာတစ်ခုကိုစူပွက်နေတဲ့ရေထဲပစ်ချမိလိုက်ပါတယ်။ဒါပေမဲ့အချိန်ဖြုံးဖို့မရှိတာကြောင့်သူမကတကားကိုဖွင့်လိုက်ရာတတဝါတွေဟာအမြင့်ဆုံးထောင်စီခုန်တက်သွားကြပြီးအဲ့ဒီထောင်ကလည်းလေမြန်စွာအောက်ဆင်းနေသေးပါသူတို့ကိုသူတို့ကယ်တင်နိုင်မဲ့တခုတည်းသောနီလန်းကတော့အခန်းရဲ့အခြားတစ်ဖက်မှာရှိတဲ့ထောင်ရဲ့ထိန်းချုပ်ရေးခလုတ်တွေကိုပိတ်ပစ်ဖို့ပါအဖွဲ့ကလမ်းမီကိုတိုက်ရိုက်ကွင်းသုံးပြီးပစ်ခတ်လိုက်ရာထိန်းချုပ်ရေးပြင်ပြားစီရောက်သွားတဲ့အခါတတဝါကဘယ်ခလုတ်တွေကိုနှိပ်ရမလဲမသိတာကြောင့်ထောင်ကိုအခန်းထဲမှာလှည့်ပတ်သွားစေပါတယ်ခလုတ်တိုင်းကိုနှိပ်ပြီးနောက်လမ်းမီကသူ့တငယ်ချင်းတွေကိုကယ်တင်နိုင်ခဲ့ပေမဲ့ဒေါက်တာအော့တိုရဲ့အစီအစဉ်တွေကိုပျက်စီးအောင်ဆက်လုပ်ဖို့လိုအပ်နေပါသေးတယ်ဂျိတ်ကထိန်းချုပ်ရေးပြင်ပြားပေါ်မှာအဝေးကနေစတင်နိုင်တဲ့တူးဖော်ဆက်အတွက်တီးတန့်ဖြက်စီးရေးခလုတ်တစ်ခုဖန်တီးခဲ့တယ်လို့ပြောပေမဲ့ကရိယာကိုရေထဲပစ်ချမိခဲ့ပါတယ်အခုတော့တခုတည်းသောရွေးချယ်စရာကတော့တူးဖော်ဆက်ထိပ်ပေါ်ကခလုတ်ကိုကိုယ်တိုင်သွားနှိပ်ဖို့ပဲရှိပါတော့တယ်ဒါပေမဲ့ဘသူမဆိုနှိပ်လိုက်ရင်ပောက်ကွဲမှုကနေလွတ်မြောက်နိုင်မှာမဟုတ်ပါဘူးအန်နီရရှိပေမဲ့စဝိတ်တီကစက်ကြီးကိုဖျက်ဆီးဖို့ဆုံးဖြတ်ထားပြီးဂျိတ်ကိုအဲ့ဒါဘယ်မှာလဲဆိုတာပြပေးဖို့တောင်းဆိုလိုက်ပါတယ်အဖွဲ့ကထွက်ပေါက်ရှာနေချိန်မှာဒေါက်တာအော့တိုကသူ့ရဲ့ရွှေရာဓာတ်ခွဲခန်းကိုမြို့ထဲစုပ်တင်လိုက်ပြီးသူ့ရဲ့ကြက်တူရွေးတက်မတော်ကိုတူးဖော်ဆက်ကိုတဲဆောင်ဖို့အမိန့်ပေးလိုက်ပါတယ်တိုင်ကားဘေးမြို့လေကိုရောက်တာနဲ့ဒေါက်တာကမြို့သူမြို့သားတွေကိုလက်စားချေရမယ့်အချိန်ရောက်ပြီလို့ပြောလိုက်ပါတယ်အဲဒီနောက်သူကခလုတ်ကိုနှိပ်လိုက်ရာ9မိနစ်အတွင်းတူးဖော်ဆက်ကမြေကြီးကိုတူးဖော်တော့မှာဖြစ်ပြီးမကောင်းဆိုးဝါးဓာတ်ငွေတွေကပိုလာရေခဲပြင်တွေကိုအေးပျော်စေတော့မှာပါ
မကြာမီမှာပဲ Swift နဲ့သူ့တငယ်ချင်းတွေဟာတခွဲခန်းကနေလွတ်မြောက်သွားကြပြီးတူးဖော်ဆက်စီအပြေးသွားကြပေမဲ့သူတို့ရဲ့လမ်းကြောင်းကိုနှင်းပေါ်လုံးတနက်တွေနဲ့လက်နက်ကင်ထားတဲ့ကြက်တူရွေးတွေကပိတ်ဆို့ထားပါတယ်။အဖွဲ့ကသူတို့ကိုဘလို့ကြော်ဖြတ်ရမလဲမသိပေမဲ့ Swift မှာအကြံတစ်ခုရသွားပြီးနှင်းတွေကိုမတိလိုက်ပဲဖြတ်တန်းဖို့သူ့ရဲ့ပိုရောင်ချောက်မှုကိုသုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။မက်ကဒါနဲ့တခြားသူတွေကအကာအကွယ်ပေးဖို့နောက်မှကြံခဲ့ကြပြီးဂျိတ်ကထိန်းချုပ်ရေးပြင်ပြားပေါ်ကအနီရောင်ခလုတ်ကိုနှိပ်လိုက်တာနဲ့ပောက်ကွဲမှုဧရိယာကနေလွတ်မြောက်ဖို့စက္ကန့်ပိုင်းပဲရတော့မယ်လို့Swiftကိုတတိပေးလိုက်ပါတယ်။မြေခွေးလေးကဒီလိုလုပ်မယ်လို့ဂတိပေးလိုက်ပြီးမထွက်ခွာမီဂျိတ်ကိုနန်းလိုက်ကမကြာမီပြန်တွေ့ကြမယ်လို့ဂတိပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့အဖွဲ့ဟာသူတို့ရဲ့တိုက်ခိုက်ရေးအစီအစဉ်ကိုစတင်လိုက်ကြရာSwiftကနှင်းထဲမှာကိုရောင်ဖြောက်အပြေးသွားနေချိန်မှာမက်ကဒါနဲ့တခြားသူတွေကကြက်တူရွေးတွေရဲ့နှင်းလက်နက်တွေကိုလူယူပြီးပြန်လည်တိုက်ခိုက်ကြပါတယ်။သူတို့အပြင်တယူဒါဂိုရာနဲ့ဒက်စတီတို့လည်းဂျိတ်ရဲ့နှင်းဆက်ကြီးကိုသုံးပြီးကူညီဖို့ပေါ်လာကြပါတယ်။လမ်းကြောင်းရှင်းသွားတာနဲ့Swiftကကြက်တူရွေးတွေပစ်ခတ်လိုက်တဲ့နှင်းပေါ်လုံးတွေကိုသုံးပြီးထိတ်စီရောက်အောင်တူးဖော်ဆက်စီခုန်တက်လိုက်ပါတယ်။မြေခွေးလေးကိုမြင်တော့ဒေါက်တာအော်တိုကမြေကြီးမတူးမီ1မိနစ်ပဲကျွန်တော်ရဲ့Swiftနဲ့တိုက်ပွဲဝင်ပါတယ်။ဒေါက်တာကပိုတန်မာပြီးမြေခွေးလေးကိုလဲကျအောင်လုပ်နိုင်ခဲ့ပေမဲ့သူကသူ့ရဲ့ကိုယ်ရောင်ချောက်မှုကိုသုံးပြီးပုံအောင်လိုက်ရာနောက်ဆုံးမှာSwiftကအနီရောင်ခလုတ်ကိုနှိပ်နိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာတူးဖော်ဆက်ကအလုံးလုံးတာရက်သွားပေမဲ့ဖိအားတွေကပေမြန်စွာမြင့်တက်လာပြီးစက္ကန့်ပိုင်းအတွင်းပောက်ကွဲတော့မှာပါ။ Swiftကထွက်ပြေးဖို့စူးစမ်းပေမဲ့ဒေါက်တာအော်တိုကမြေခွေးလေးကိုအဲ့ဒီကနေထွက်သွားဖို့ကူညီပေးဖို့တောင်းပန်ပါတယ်။အဲ့ဒီနောက်Swiftကသူ့ရဲ့လက်သေးကိုစမ်းထုတ်လိုက်ပေမဲ့ကောက်ကျစ်တဲ့လုံရက်နဲ့ဒေါက်တာကမြေခွေးလေးကိုတိုက်ခိုက်ပြီးတန်ပိုက်တစ်ခုနဲ့ဖိနှိပ်လိုက်ပါတယ်။ဂျိတ်ကစိတ်ပြတ်သွားပြီးSwiftကိုကူညီဖို့စူးစမ်းပေမဲ့နောက်ကျသွားခဲ့ပြီဖြစ်ပြီးတူးဖော်ဆက်ပောက်ကွဲသွားရာမြေခွေးလေးနဲ့ဒေါက်တာတို့ကိုအဝေးစီလွှင့်ပစ်လိုက်ပါတယ်။ပောက်ကွဲမှုကြောင့်တူးဖော်ဆက်ပျက်စီးသွားပြီးဒေါက်တာရဲ့ရွှေရည်ဓာတ်ခွဲခန်းမှာဝါယာရှော့ဖြစ်သွားကရေထဲမြုပ်သွားပါတော့တယ်။တိုင်ကားဘေးကိုကယ်တင်နိုင်ခဲ့ပေမဲ့ဂျိတ်ကနှင်းပုံအောင်မှာတွေ့ရတဲ့အထိSwiftကိုယူးယူးမူးမူးလိုက်ရှာခဲ့ပါတယ်။ကံကောင်းစွာနဲ့မြေခွေးလေးဟာပောက်ကွဲမှုကနေလွတ်မြောက်ခဲ့ပြီးအားလုံးကသူ့ကိုသူရဲကောင်းကြီးအဖြစ်အတိအမှတ်ပြုကြပါတယ်။ရက်ပေါင်းများစွာကြာပြီးနောက်ဘဝကပုံမှန်အတိုင်းပြန်ဖြစ်သွားပေမဲ့အေဂျင်စီမှာယာထူးအသစ်ရထားတဲ့Swiftကမျိုးရဲပစ္စည်းပို့ဖို့ဝန်ထမ်းတစ်တွေကိုလက်ခံလိုက်ပါတယ်။ဒါ့အပြင်မက်ကဒါကခွေးအဖွဲ့ကိုသူတို့မျှော်လင့်ထားတဲ့အနားယူခွင့်ပေးလိုက်ရာ၃ကောင်စလုံးဟာသူတို့ရဲ့ပထမဆုံးအပန်းဖြေခီးကိုထွက်သွားကြပါတယ်။ဒေါက်တာအော်တိုလည်းထိုက်တန်တာကိုရရှိခဲ့ပြီးထောင်စီတန်တန်မတ်မတ်သွားမဲ့အထူးတစ်တာတဲ့ပို့ခံလိုက်ရပါတယ်။နောက်ဆုံးမှာတော့Swiftဟာဂျိန်းနဲ့သူမရဲ့တငယ်ချင်းတွေကြောင့်သူအမြဲတမ်းလိုချင်ခဲ့တဲ့အတိအမှတ်ပြုမှုကိုရရှိခဲ့ပါတယ်။အဲဒီနောက်ဇနီးမောင်နှံဟာအေဂျင်စီရဲ့အနာဂတ်ဟာလက်ကောင်းတွေထဲမှာရှိနေတယ်လို့ယုံကြည်မှုနဲ့အတူသူတို့ရဲ့အဖွဲ့အသစ်ပစ္စည်းအသစ်တွေပို့ဖို့ထွက်ခွာသွားတာကိုကြည့်ရှုနေကြပါတယ်။ကဲဒီရုပ်ရှင်အကြောင်းသင်ပါထင်တယ်လဲ။အောက်ကကွန်မန့်မှာခြံထားခဲ့ပါ။ဗီဒီယိုကိုကြိုက်ရင် like လုပ်ပြီးရုပ်ရှင်အနှစ်ချုပ်တွေပို့မှုကြည့်ရှုနိုင်ဖို့ဆက်ခရိုက်လုပ်ထားပါ။နောက်တစ်ချိန်မှာပြန်တွေ့ကြမယ်။